အဲ့ရကအစင်မပြေလို့ဆိုပြီးခွေးလေးကကြောက်ခဲတစ်လုံးကောက်ကင်ကရန်တန်းထူးနှက်လိုက်ရကနေစိတ်ကူးမရင်ဘူးတဲ့ဒီမတော်တဆလောက်ရက်ကစပရင်ကူတင်ကိုတီထွင်နိုင်တဲ့အထိဖြစ်သွားစေခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းမှာတော့ဒီခွေးလေးကိုဘယ်သူမှတားမရစီရတော့ပါဘူး။စမ်းပြတဲ့အရာမျိုးစုံတစ်ဖွဲဖွဲထွက်ပေါ်လာပါတော့တယ်။ဥပမာအားဖြင့်ဒီစွမ်းအင်တစ်သုံးကြောင်နဲ့ခွေးမောင်းနေတဲ့ရင်ပေါ်တိရစ္ဆာန်တွေကြားကတန်ရောစင်ကိုပပနက်နက်အသုံးချထားတာပါပတ်ဝန်းကျင်ကိုလည်းမငြင်းညမ်းစေတယ်လို့ကုန်ကြစေလည်းအလွန်တက်တာပါတယ်။တကယ်လို့တင်ကကိုလက်လှရှာအားကစားလုပ်ရတာဝါသနာပါသူဆိုရင်တော့ဒီလက်မောင်းအားသုံးရင်ကိုလက်လွတ်မခံသင့်ပါဘူးမိမိရဲ့လေ့ကျင့်ခန်းလုပ်တဲ့ပြင်းအားအပေါ်မူတည်ပြီးအမြန်နှုန်းကိုစိတ်ကြိုက်ညှိလို့ရပါတယ်ကလေးတွေကြောင်းတက်ရတာပျော်ရွှင်တက်ကြွလာစေဖို့အတွက်လည်းတီးတန့်ရင်နှမျိုးကိုတီထွင်ပေးခဲ့ပြီးကြောင်းသွားရတဲ့ခရီးစဉ်ကိုပိုပြီးပျော်စရာစိတ်လှုပ်ရှားစရာဖြစ်အောင်ဖန်တီးပေးခဲ့ပါသေးတယ်အချိန်ချင်းအောင်မြင်မှုတွေရပြီးတဲ့နောက်မှာတော့ခွေးလေးဟာကိုယုံကြည်မှုလွန်ကဲလာပြီးပိုပြီးတော့တောင်ထူးဆန်းအံ့ဩဖို့ကောင်းတဲ့ရင်တွေကိုတီထွင်လာပါတော့တယ်ဥပမာဒီဆောက်လုပ်ရေးသုံးရင်ပေါ့အလုပ်သမားတွေရဲ့အချိန်နဲ့လုပ်အားကိုတက်တာစေရုံတင်မကပဲတစ်ဖက်ကလည်းလေ့ကျင့်ခန်းလုပ်ရရောက်စေပါတယ်ဒါတွေတဲကမှစိတ်ကူးအဆန်းဆုံးကတော့ကောက်တီးရိုက်အားသုံးရထားတွန်းလည်းပဲဖြစ်ရပါမယ်။ကောက်တံကိုအားပြင်းပြင်းလွှဲရိုက်လေးပိုမြန်သွားလေးပါပဲ။ကားပါကင်နေရာကိုရောက်ဖို့အချိန်မလောက်ရင်တော့နေရာကွက်တီဝင်အောင်နောက်တစ်ချက်ထပ်ရိုက်ပေးရုံပါပဲပြီးတော့ကားပါကင်ထိုးရင်းနဲ့မြက်ခင်းကိုပါရေလောင်းပေးနိုင်ပါသေးတယ်။နိုင်ငံအတွင်းမှာအတော်ဆုံးစမ်းသစ်တီထွင်သူအဖြစ်ခွေးလေးဟာဆိုရှယ်မီဒီယာပေါ်မှာချက်ချင်းဆိုသလိုရေပန်းစားလူကြိုက်များသွားခဲ့ပါတယ်။နာမည်ကြီးလာပြီးနောက်မှာလည်းသူ့ရဲ့အိမ်မက်ကိုလက်မလျှော့ခဲ့ပါဘူး။ဒါပေမဲ့အရာရာဟာထင်တယ်လို့ဖြစ်မလာခဲ့ပါဘူး။ဘာလို့လဲဆိုတော့သူတီထွင်လိုက်တဲ့အရာတွေမှာကြီးမားတဲ့ဘေးအန္တရာယ်ရှိနေလို့ပါပဲ။စကိတ်ဖက်နဲ့ဂျိုင်းထောက်ဆိုင်ကစီဦးထုတ်ပြီးတော့တန်လိုက်တစ်ခုကိုပါတက်ဆင်လိုက်ပြီးတဲ့နောက်မှာတော့သူ့ရဲ့အဆုံးမရှိရွှေကြားနေမဲ့ရင်ကြီးအောင်မြင်စွာပြီးဆုံးသွားခဲ့ပါတယ်။ဒါပေမဲ့တစ်ချက်ကြည့်လိုက်ရင်အနှစ်သာရရှိတယ်လို့ထင်ရပေမဲ့တကယ်တမ်းကျတော့လိုအပ်ချက်တွေနဲ့အမှားယွင်းတွေအပြည့်ပါပဲ။စကပုံတစ်ခုရှိတယ်မဟုတ်လားရှုံးနေခြင်းသည်အောင်မြင်ခြင်းဤမိခင်တဲ့မုံတိုင်းတွေကိုမဖြတ်ကျော်ဘဲနဲ့တာယာတဲ့တက်တန့်ကိုဘယ်လိုမြင်နိုင်ပါမလဲနောက်ဆုံးမှာတော့သူဟာလူတိုင်းနဲ့ကိုက်ညီမဲ့တဲယူပို့ဆောင်ရေးရင်တစ်မျိုးကိုတီထွင်နိုင်ခဲ့ပါတယ်ဒါဟာထွက်ချင်းပါတယ်အခြားရင်တွေရဲ့နေရာမှာအစားထိုးနေရာယူနိုင်ခဲ့ပါတယ်ဘာဖြစ်လို့လဲဆိုတော့အသုံးပြုရတာလွယ်ကူပြီးဘလို့ခက်ခဲကြမ်းတမ်းတဲ့လမ်းခြေနေမျိုးကိုမဆိုအလွယ်တကူဖြတ်တန်းမောင်းနေနိုင်လို့ပါပဲဒီအမျိုးစားသေးရင်လေးရှိနေရင်တော့အလုံးနောက်ကြမှာကိုစိုးရင်စရာမလိုတော့ပါဘူးသေးငယ်ကြစ်လက်တဲ့ဒီဇိုင်းကြောင့်သိစေရလွယ်ကူပြီးအိတ်တွေချိတ်တဲ့စင်ဖြစ်တောင်အသုံးချနိုင်ပါသေးတယ်အရင်ကကား2စီးပဲဆက်တဲ့နေရာမှာအခုဆိုရင်ဒီရင်အစီးရေ90ဒါမှမဟုတ်60အထိဆန့်သွားပါပြီအရေးကြီးဆုံးကတော့ဒီတီထွင်မှုဟာနိုင်ငံအတွက်ကုန်ကျစရိတ်အမြောက်များကိုတက်တာစေတာပါပဲမီတာ300ရှိတဲ့တရားတစ်စင်းအတွက်အခုဆိုတိုင်တလုံးနဲ့ပဲလိုအပ်ပါတော့တယ်မိုးရွာတဲ့နေ့တွေမှာကောဘယ်လိုလုပ်မလဲအံ့ဩစရာကောင်းတာကခွေးလေးဟာအဲ့ဒါကိုပါကြိုတင်စဉ်းစားထားပြီးသားပါခလုတ်လေးတစ်ချက်နှိပ်လိုက်ရုံနဲ့ချက်ချင်းထိတစ်ချောင်းဖြစ်သွားပါတယ်မကြခင်မှာပဲလူတွေဟာဒီရင်ကိုပုံစံမျိုးမျိုးမုန်းမှန်ပြီးအသုံးပြုလာကြပါတယ်ချစ်စရာခွေးလေးတွေကိုလမ်းလျှောက်ဖို့တုံးကြတယ်လို့တန်ရှင်းရဲ့အလုပ်သမားတွေရဲ့စွမ်းဆောင်ရည်မြင့်တင်ဖို့အတွက်အမိုက်ပုံးတွေနဲ့ပါတွဲဖက်အသုံးပြုလာကြပါတယ်ခီးတဲ့တွေတင်ဆောင်ဖို့ထိုင်ကုန်တက်ဆင်ထားတာမျိုးအထီတောင်ရှိလာပါတယ်ဒီတီထွင်စမ်းသစ်မှုဟာအခြားသောတည်ယူပို့ဆောင်ရေးပုံစံအလုံးကိုအစားထိုးနိုင်ခဲ့ပြီးလူတိုင်းအတွက်မရှိမဖြစ်ဆောင်ထားရမယ့်အရာတစ်ခုဖြစ်လာခဲ့ပါတော့တယ်